الحمد لله وكفى وسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وذكر فإن الذكرى تنفع المؤمنين آمنت بالله صدق الله المولانا العظيم اللهم صل على سيدنا ونبينا ومولانا محمد وعلى آل سيدنا ونبينا ومولانا محمد وبارك وسلم نزا بارے ایمان شمیا کمیا ماشاءاللہ الحمدللہ نی روزانہ کھیما لنگ کھیما جنو لپان چوک سے بگوتوان نے نیا ستنائی نیا jangan disertai wala pergilah. Yang ni biro dalam dalam ni saya kan tak bimat sekolah. Masalah biro jangan mitilah. Jure yau biro fajar fat biro. Jangan yang thon ni dah. Masalah alhamdulillah jangan tertai tu. Ini dia tiga. مناجات مقبول نفت بيرو جنو إبيا خيرابو منياتي برو ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار فيك أذني يقولوا جنو جامعة جنو بيبو نيري يسايني آري بيبو كيري Nukari akekeri angeri di kana ina pada video ini ya kira TV ame. Jangan tahu ni dia sekali bu. Kamu tino pietwara tak saya ajusan ni. Sore kisari alu jangan ye makau bukti ajusan ni. Ajusan ni. Allah semia kalau jalur poma ni rai rahmat tu belon chaunar la rahmat tu jalur poma ni ada poma kau ni macam dia tahu cina Allah berkabi tahu cina Allah berkabi no masyaallah ini mana kerja namaz ko panai ni Allah berkabi no Eso di thana ini Allah berkabi. Eri kelo be du yenda ju namaz ko ba nan keri mashallah Allah berkabi. Ino be man nashta lu nai ne Allah berkabi. Mashallah I chenya ne yari ru la kaun ne ta ya ne asim ji ne Allah berkabi. Allah berkabi. Ero tani ko anu asim ji ne Allah berkabi. ما أصابك من حسنة فمن الله وما أصابك من سيئة فمن نفسك دورو لebe okay tempo ma duka kheke takku phit paw la de sima pi mu de phit la de no Ayah mungkin piau lari. Ela, wamin nafsik. Ya, jauh. Mimi jauh. Erot, ya dunia ye, kebor dia matam. Simpimu Allah berkabe. Simpimu mimi jauh. Banyak mimi jauh piau lari. ظهر الفساد في البر والبحر بما كسبت أيدي الناس ألميتو مداري كوما بيبوني دي بيدناري أنيري دوكاري كوي بما بليري ما تمودي ياري ما ميتي ما تشاوني ما بيبوني دي أنيري دوكاري ألو ها ألا نو ألا أتين ها ميبي جنة دينو شارارا Ini ya bi guna ye soju le bi. Guna ye soju le bi. Izqahum ba'da alladhi amilu
အဲ့ဒါကိုလည်းအတင်းတို့လှုပ်ထားတဲ့အဲ့ဒီကုနာရီနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပေးပြီးဆန်းတာပဲဒုနီယာကဒုက္ခခံစားတဲ့နေရာမဟုတ်ဒုက္ခခံစားတဲ့နေရာဟာဂျဟန္နမ်ဖြစ်တယ်ဒီမှာလှုပ်ထားတဲ့ကုနာရီအားလုံးရဲ့ဆိုးကျိုးပြေဝသွားပြီးတော့ခံစားရမှာပြစ်ဒဏ်ပြီးခံစားရမှာဂျဟန္နမ်ပဲဒုနီယာမှာနေရာမရှိဘူးနော်အဲ့လိုပဲဒုက္ခခံစားတဲ့နေရာမှာလေဒုနီယာမဟုတ်ဒုနီယာမှာလေဒုက္ခဆိုတာလေပြီးစမ်းတာပဲဆမ်ဘတ်ပဲတကယ်အဓိကကတော့အာခရတ်ပါပဲဂျန်နတ်ပါပဲဒုက္ခကအဲ့လိုဒီစိတ်ကောင်းပါဒလဒီအမီလို့အတင်းတို့လှုပ်ခဲ့တဲ့လှုပ်ခေါင်ခဲ့တဲ့တော့မကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဒီလိုနည်းနည်းပြီးပြီးစမ်းလိုက်တာလာလဟူမယာရီယောတို့မှဒါလေအလ္လာဟ်ပဲကိုဆက်ကြဖို့တော့ဖြစ်တယ်အတိတရားတွေဝင်လာပြီးငါမှားတယ်ကြောက်တာဒီဖြစ်တာပဲငါတောက်ပါလုပ်လိုက်တော့မယ်တော့ငါဒီကိုနာဒီမလုပ်တော့ဘူးငါအလ္လာဟ်ပဲကိုလှည့်တော့မယ်စားရဖြစ်တော့အလ္လာဟ်နဲ့ဆက်သွယ်တော့မယ်စားဖြစ်တာအဲ့ဒီအတွက်ကြောင့်အလားတော့ဒီလိုဖြစ်ပေါ်စေတယ်ဆိုတော့အဲ့တော့ဒီနေရာမှာဘုရားတင်ပြတယ်လို့ပဲဟောခက်ခဲတဲ့အားလုံးကဒါတွေဟာဖြစ်လာရင်မိကြောက်ဆိုတော့မိမဘာလုပ်မိတယ်လဲစဉ်းစားအဘာကုနာလုပ်မိတယ်အဘာကုနာလုပ်မိတယ်ဟောစဉ်းစားအချင်းကြီးရအလုံးဟာလက်လက်မှာရှိတယ်ဟောလာရှင်မြတ်ရဲ့ရဟမတ်တော်ရဲ့အရှုပ်တို့ပေါ်မှာရှိနေဒါရမယ်အစင်ပြေမယ်ရဟမတ်တော်ရဲ့အရှုပ်မရှိရင်တော့တိုင်းဟမှုပျောက်သွားမယ်အစင်မပြေမှုတွေဖြစ်လာအစင်မပြေမှုတွေဖြစ်လာဒီတော့ကြောင့်နော်ကျွန်တော်မြတ်ကုရ်အာန်မှာလည်းအလ္လာဟ်ရှင်မြတ်ကဘိုးရှိရင်ခင်ကတပည့်တမန်တော်များရဲ့ဥမ္မတ်တို့မှာဒါဒီကိုအလ္လာဟ်လေးအေးယူခဲ့တယ်ဆိုတဲ့အချက်အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့အလ္လာဟ်အေးမှု3မျိုး4မျိုးအလ္လာဟ်ပြထားတယ်တစ်မျိုးကမြေငလျင်လောက်တာနောက်တစ်မျိုးကမြေမျိုးတာနောက်တစ်မျိုးကရေကြီးတာနောက်တစ်မျိုးကရုပ်ပြောင်းရုပ်လေးတွေဖြစ်ကုန်တာပြထားတယ်အဲ့တော့ဒီတော့ကြောင့်အခုနဲ့ဆိုရင်မြေကလေးလှုပ်လာတယ်ဒါမှကြောက်တယ်နော်အဲကျွန်တော်အုံနောက်အသွေးကတော့နော်အဲစာဆောင်တွေဖတ်တယ်နော်တန်တက်မှာဖတ်တယ်အော်ဒါကတော့စကိုင်းကြိုက်၍ဒါလှုပ်ရှားလာတာနော်စကိုင်းကြိုက်၍နေတာလှုပ်ရှားလာပြီးတော့အဲဒီလိုဖြစ်တာဆိုတာဒုညာကြီးကိုလာရှိမြတ်ကအကြောင်းခံနဲ့ဖန်ဆင်းတာအကြောင်းခံနဲ့ဖန်ဆင်းတာကဘာကြီးကလဲနေတယ်နော်တပတ်လဲတယ်တနည်းကိုဒီနေညာဆိုတာဖြစ်ပေါ်လာတယ်ဒီကဒူလန်ညောင်းနဲ့ဒူသွားနေတယ်ဒီပုံမှာရတူတို့နော်ပူတာတို့အေးတာတို့ကမှနဲ့နိကလာတာတို့ဒါတွေဖြစ်ပေါ်လာတယ်နော်ဘိုးတိန်ဒီနဲ့ပတ်သက်ပြီးတော့ပင်လေရနေပြီးတော့ရေရတော့ဘာလို့လို့ဆိုရင်ဒီပူရှိတဲ့အကိုတွေအငွေတွေဖြစ်ပြီးတော့ဟောရောက်သွားတယ်ဟိုမှာစုတော့အလုံးစုနေတယ်ဒီနောက်ပိုင်းမှာအေးဖြတ်ပြီးတော့တိုက်တဲ့ခါကျတော့အဆိုင်ခဲကနေပြီးတော့ဘာဖြစ်သွားလဲအရေးတွေဖြစ်လာတယ်ဘိုးရွာလာတယ်ဒါတွေအားလုံးကတော့အကြောင်းခံတယ်အလားလောက်ထားတယ်လူတွေရဲ့နော်ဟိုနောက်ကဒီကနာကိုပြီးမယ်တပင်တွေစိုက်တယ်တဘာစိုက်တယ်အခါကျရင်လူတွေကိုပြိုးလိုက်တယ်တဘာကိုပြိုးတယ်အကျဲတယ်အပေါက်တယ်ပြီးတဲ့အခါကျတော့ဒီနောက်ပိုင်းမှာတခါပြန်ပြီးတော့တဘာပြီးနောက်နှုတ်ပြီးတဲ့အခါပြန်ပြီးတော့တခါစိုက်တယ်စသဖြင့်ဒီကနေပြီးတော့ကျွန်တော်ထမင်းဆိုတာရလာတာပေါ့ဒါအကြောင်းခံနေလို့ဟောဒါဆံကဒီရရတာဝါကုန်းကဒီရတာနော်မိုးရီကနော်တိန်ကြီးကနေလာတာဒါဒီအားလုံးကအကြောင်းခံနေပဲအဲ့ဒီအကြောင်းခံနေအားလုံးရဲ့နောက်ပေါ်မှာဘုရုစီမနေတာလေဒါဝနော်အီမန်ချင်းတွေကဒီအချက်ကိုဒါရိုက်မြင်ရမယ်အီမန်ချင်းတွေကဒီလိုမြင်ရမယ်ဒီတော့ကြောက်ကျွန်တော်ဘာပုံလို့ဆိုလို့ရှိရင်ဟောဒီလိုကဏ္ဍတွေခြေကနဗီဓမ္မတို့များရဲ့ဥပဒတာများမှာလဲအဲဒီလိုကဏ္ဍတွေဖြစ်ခဲ့တယ်နော်ဘာကြောင့်ဖြစ်တယ်လဲန
ကိုနာရဲ့ဆိုးကျိုးတွေပုံမှာပြီးကျွိုင်းပါလေစလမ်ရဲ့မျိုးသားတွေကျွိုင်းပါလေစလမ်ရဲ့မျိုးသားတွေမှာအဲ့လိုပဲအခုနဲ့ဆိုရင်မြင်းကလေးတွေလှုပ်တယ်လူတွေအများကြီးတည်ကြီးပျက်စီးကုန်တယ်အကြောက်လေအလေးတွေခိုးတာအဲ့လိုပဲအခုနဲ့ဆိုလို့ရှိရင်ရောင်းတဲ့ပုံစံကတစ်မျိုးဝယ်တဲ့ပုံစံကတစ်မျိုးဒါဒီလှုပ်တာအဲ့လိုဒီကဏ္ဍတွေဆိုတော့ဒီပုံမှာတမန်တော်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့မိချွေတဲ့တရားကလည်းဘယ်နေရာမှာမတရားမှုတွေဖြစ်နေမလဲဘယ်နေရာမှာလူတွေဟာအယောင်းရဲ့ကိစ္စတွေမမှန်ကန်တော့ဘူးဘယ်နေရာမှာအရှက်ကင်းမှုတွေဖြစ်လာမလဲအရှက်ကင်းမှုမဲ့အရှက်ကင်းတဲ့ကိစ္စခင်းမဲ့တဲ့ကိစ္စတွေလုပ်လာမယ်ဘယ်နေရာမှာတပ်ဖြတ်မှုတွေများလာမလဲအဲ့ဒီပုံမှာဒီလိုအစားတွေကိုစောက်တော့မလင်းအစားရုပ်ပြောင်းရုပ်လွဲတဲ့အစားဒီကြီးတဲ့အစားအဲ့လိုပဲဂေးမှုတွေရွာချတဲ့အစားတွေဒီမျိုးတဲ့အစားတွေဒီအစားတွေမျိုးစောက်တော့ဆိုတော့အဲ့ဒီအားလုံးကအစားတွေဖြစ်တယ်အစားတွေဖြစ်တယ်ဆိုတော့လာထိန်နေဆောက်ချတော့ပါသည်ဒီနေ့ကျွန်တော်ဖြစ်ခဲ့တဲ့ဒီငလျင်နဲ့ပတ်သက်ပြီးတော့ဒါဟာဒီမှာတော့မကြတဲ့အချိန်ပေါ့မကြတဲ့အချိန်တော်လို့လမ်းရမန်ဖြစ်တယ်ဂျုံအာနီဖြစ်တယ်ဂျုံအချင်းဖြစ်တယ်ရိုဇာရီနဲ့ဖြစ်တယ်ဗဒီယိုကြောင်းတွေမှာအများစုကြည့်နေတဲ့အချိန်ဖြစ်တယ်ဂျုံအချင်းမှာတော်လေးပဲဒီကနေ့ကိုဖြစ်သွားတာဒါကိုကျွန်တော်မြင်ရမယ်အထူးတစ်ဖြစ်လာထင်းနေဆော့ကြတော့ပါလိအရှက်ကင်းမဲ့ဖို့ဒီညာလာတာမျိုးသမီးတွေရဲ့ဥစားစီဟိုတော့ဆိုးသွမ်းလာတယ်အဲ့လိုပဲအဲ့ဒါအိရှာဒီကမကိုတယောက်ကရှောက်ထားတယ်ဒီကမကြီးခင်ဗျာဒီကလေးနဲ့ပတ်သက်ပြီးတော့ငလေးမရောက်လှုပ်တယ်လေဒီကမကြီးအမိထုံကိုလေဒီကလေးလှုပ်ရတာမျိုးသမီးတွေကယူသားတွေကိုပြဆဲဖို့ရေဝေးပြင်းပြင်းတွေတုံးတယ်အဲ့လိုပဲယူသားတွေကိုဆဲဖို့ဝတ်တီကိုဝတ်တဲ့ညမှာမလုံးတလုံးဝတ်လာတာအဲ့ဒီကဏ္ဍတွေဖြစ်ပေါ်လာရင်ဒါဟာမြေကလေးလှုပ်တယ်ဆိုတော့မြေကလေးလှုပ်တယ်။ဘာကြောင့်လဲအဲ့ဒါလိုပဲဟဇ်အဗ်ဒူလာဘင်မဆူဒ်ရဒီအလ္လာဟ်ကောင်းကြီးကလည်းဘယ်နေရာမှာစင်နာများလာလေဘယ်နေရာမှာတိုးနဲ့ပတ်သက်တဲ့ကဏ္ဍတွေများလာတယ်အဲ့ဒီနေရာမှာဒီအစာတိလာပြီဒီတော့ကြောင့်ကျွန်တော်ဒီအနေထားကိုပြန်ကြည့်ပဲဆိုရင်မျိုးမြားတွေပတ်သက်ပြီးတော့ဒီနေ့တခြားရောက်တယောက်ကိုမြဆွဲဖို့ဆက်သွယ်နေတဲ့ကဏ္ဍတွေဒီနောက်ရှိပြီးတော့လေဒီကဏ္ဍတွေအများကြီးဖြစ်ပေါ်နေခြင်းဟာအလိုက်အစားတွေကိုဖိတ်ခေါ်နေတာပဲအလိုက်အစားတွေကိုဖိတ်ခေါ်နေတာပဲစင်နာဆိုတာဒီနေ့တော်တော်များများအားလို့ဖြစ်နေဒါထင်းကြီးဆောက်ကြလို့ပါစေစင်နာဆိုတာကဒါမကောင်းတဲ့ကိစ္စဖြစ်တယ်ဟာရမ်ဖြစ်တယ်ဒီညတဲ့ကိစ္စဖြစ်တယ်အဲ့ဒါဒီကောင်းတယ်ကပြောက်သွားတော်တော်များပြောက်သွားပြီးတော့နေဒီစလုံးဒီများရပါတယ်လူတွေအများနဲ့ဖြစ်နေတာပဲဘာဖြစ်လို့လဲဒီလိုပုံစံတွေပြောလာဝင်လာတယ်နောက်ဘုရားကဝင်လာတယ်အဲ့တော့အလ္လာဟ်ရှင်ရုပ်တရက်ရေးယူလိုက်တဲ့အခါကျမှဘာဒီဖြစ်လာတယ်လေဘာဖြစ်တယ်လေအဲ့ဒီခါကျမှကျွန်တော်ဒီနေ့စဉ်းစားလို့အဲ့ဒါလိုပဲနောင်တရလို့တော့လက်ကားဖြစ်သွားပြီဒီအတွက်ကြောင့်အလ္လာဟ်ရှိရကတရားကိုပြလိုက်တယ်မှာအလ္လာဟ်ရေးယူလိုက်တယ်ခြေဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကတော့အချက်လက်ခြေဖြစ်တယ်ဘုရားနဲ့ဖြစ်တယ်ရမ်ဖြစ်တယ်သူတို့မှတော့တယ်ကောက်တနည်းတော့ကိုရမှာဘယ်လိုရမှာပဲဒီဆုံးသွားမယ်တို့ရေးဒီဖြစ်လာတယ်တို့လေးပဲခုနဒီကိုလုပ်ပြတောက်ပါဒီကိုလုပ်ကြဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့အနာဂတ်ကဒီရဲ့ဆိုးရဲ့ကျိုးတဲ့ကဏ္ဍဒီဖြစ်ပေါ်တွေ့ကြုံခံမှာဒီတော့ကြောင့်ကျွန်တော်တို့မြင်ကလေးနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့ဘယ်လိုကာကွယ်မလဲဆိုရင်ဘာကာကွယ်မလဲဟိုအောက်ကနေလှုပ်တာဘယ်သူမှလည်းကြိုးတော့သိရတာမဟုတ်ဘူးဘယ်နှပေအနက်ကနေလှုပ်မလဲဘယ်နှပေနေပို့ပြီးတော့ကျန်းတယ်
အောက်ကပေးများရင်တော့နော်နည်းနည်းတက်စားတယ်ဒါတွေအားလုံးဟာတော့ကြိုးပြီးတော့ဘယ်သူမှမသိရဘူးဖြစ်ပြီးမှပဲပြန်ပြီးတော့တရားကိုတိုင်းထွာတာတို့လှုပ်တာတို့ဒီပုံမှာဒါတွေထွက်လာတော့အဓိကကအားလုံးအလားစီမနေတာဘယ်နည်းတည်းကရေတွေကြီးတယ်ရုပ်တရက်ကြီးရေတွေကြီးပြီးတော့နော်အမှန်စမ်းကြတာကဟိုတောင်ပေါ်မှာဟိုကလောဆိုတဲ့မြို့တောင်ပေါ်မှာပါတော့ရေကြီးပြီးတော့နော်အိမ်တွေပြိုမြေတွေပြိုလူတွေတည်ကုန်ရအဲ့တော့ဒီတော့ကြောက်ကျွန်တော်တို့အားလုံးဟာဒါအလဘကဖြစ်တယ်အလဘကအလစီဆိုးတယ်အလကိုချော့နော်အလမောလပီရဆူဖကာရဆာအမန်ဝကကအာရီယာကတနေရာမှာတွားပြီးတော့မင်းလေးကြောင်းတစ်ခုမှာဆောင်းမစစ်တော့နော်ခရီးမလေးကိုပြီးတယ်နော်လောကကြီးမှာချော့ဖို့အလွယ်ကူဆုံးတော့သူဟာဘာလို့လဲအလွယ်ကူဆုံးတော့သူချော့ဖို့လွယ်တာဒီကလေးမပြောတယ်မိခင်ပဲတဲ့ကျမမိခင်ကကျမအကိုကတပည့်အကိုကနော်အကုန်လုံးဆိုရင်ဆိုးတယ်ဆိုအိမ်ကနေမောင်းထုတ်လိုက်တယ်အမေကအိမ်ကမောင်းထုတ်လိုက်ပြီးတော့တခါအမေကပဲညကြရင်တကားဖွင့်လာတယ်အတာပြန်လာမယ်ဒီတကားဖွင့်လာတယ်နော်အဲ့တော့တမ်းမပြန်လာဘူးတောက်ပြန်ပြီးတော့ချိုးပြီးတော့ပြန်ခေါ်နေတယ်နော်ဒါတခုလုံးပြောလိုက်လုံးဝပြော့သွားတယ်ချိုးကအလွယ်ဆုံးကအမေပဲတဲ့အမေပဲဆိုတော့ကျန်ရပြောတယ်ချိုးရအလွယ်ဆုံးကအလားပဲဘလောက်ကနာအပြစ်လှုပ်ထားအလားကို istighfar ဖာတောပါလို့နော်မိအနေတိုင်းမှန်ကန်အောင်လုပ်လိုက်မာရှာလာလုပ်ခဲ့တဲ့ကုနာဒီကိုနောင်တရလာတော့ကြပါတယ်လာတော့ကြလာပြန်လက်ခံလိုက်တယ်လက်စိတ်ဆိုးတာပြေသွားတယ်အဲ့တော့လက်စိတ်ဆိုးနေပြီအခုနကကျွန်တော်စီရင်ခံခဲ့တဲ့အမတန်ရာဟ်မတ်ကြမှာချင်းမှာတော့ဒီလိုပဇပ်တွေဖြစ်လာခြင်းအလားစိတ်ဆိုးနေတယ်ဒီတော့ကြောက်ကျွန်တော်နည်းပြီးတော့အမလီကိုပြမမကောင်းဘူးလက်လွတ်ပါအဲဒီကဲလို့လူတိုင်းနော်ဒီတွေ့ခံရတယ်သူကခံရတယ်အဝေးမှာရှိတဲ့သူတွေကဒီကလေးတော့နေတဲ့မြန်ခံလိုက်ရတယ်ဒီတော့ကြောက်အပေါ်နဲ့ဆိုရှင်ဒါမမီကုနာကြောက်လူလိုက်ဦးတဲ့ဒီလိုတော့ပြီးတော့ istighfar ဖတ်ပါတောက်ပါလို့နော်တောက်ပါလို့ဒီပါအင်ရှာအလ္လာဟ်ကျွန်တော်ရဲ့ဘဝရဲ့တိုးတက်ဖို့နော်လမ်းကြောင်းကိုကျွန်တော်ရောက်သွားပြီအဲ့ဒီကဲလိုပဲရှိတဲ့ပစ္စည်းတွေလည်းအလားစိတ်ကြီးစောက်ပဲတည်မြဲမယ်အလ္လာဟ်ရဟ်မတ်တော်ရဲ့အရှုကျွန်တော်ပြန်တက်ရောက်လာပြီဆိုရင်တော့အားလုံးစီပြီးတော့မယ်ဆိုတဲ့အချက်ကိုကျွန်တော်တင်ပြလိုပါတယ်ဒီတော့ကြောက်နော်ကျွန်တော်မနကိုတရားညနေကိုတရားကျွန်တော်အန်တာမန်တော့နမတ်နဲ့မနကိုတရားညနေကိုတရားတော့ဘာလို့ istighfar ဆပ်လာပေါ့ဒါကိုနော်ကျွန်တော်ညွှန်ကြားထားတော့ကျွန်တော်ဒီအခုခါမှာတွားရင် line နဲ့လေ istighfar ပါတော့ဘာလို့ပါအဲ့ဒီကေလိုပဲကျွန်တော်ဒီနဲ့နော်ခုနရီကိုလုံးဝရှောင်းလိုက်ပါခုနရီဆွတ်လွတ်လိုက်ပါအဲ့ဒီကေလိုပဲနော်အလောဘဝကီယတ်ဝလီတောင်းပြဖတ်အဲ့ဒါကဘာလဲဆိုတော့ဒီဘေကဓမ္မတော်တင်နာပြီးတယ်ရလာရှင်မိခင်ဒီမိတားငယ်လေးကိုဘလို့နော်တာခွေတယ်ထားတယ်လေကျမရဲ့ကိစ္စဒီအနည်းမဖြစ်ဘူးကိစ္စဘလို့တာခွေပေးတယ်လေအလ္လာဟ်ဒီရဲ့ကျွန်တော်အလုံးကိုတာခွေပေးနာတော့ပါအနည်းမျိုးစုံကနေလာတာခွေပေါ့တော့ပါဒီလေးပဲတရားအဲ့ဒီတော့ကြောင့်ကျွန်တော်ဒီအလ္လာဟ်မှာဝါကီယတ်န်ကဝါကီယတ်ဝလီကိုလေအမြတ်ဖတ်ဖို့တိုက်တွန်းလို့ဆိုရင်းနဲ့ဒီကုန်းချုပ်ပါတယ်အလ္လာဟ်ရှင်ကျွန်တော်အလုံးကိုတင်ပြပါတယ်ဆလမ်မြလိုက်နာနိုင်ဒီအခွင့်အရေးချီးပေးနာတော်ပါစေအာမင်